လားကျွန်တော်မသိမကွဲဘူးဖြစ်နေတယ်ဒီလိုဘိုးချုံမှုကြီးကိုချစ်နေတာချစ်လုံးလို့မျက်စိတော့ကြည့်နေတာလားမုန်းနေရလားကျွန်တော်မသိကွဲဘူးကျွန်တော်တို့ဆိုရင်အေးဆေးပဲဘိုးချုံမှုကြီး9ရက်မကလို့တက်လိုက်ပြောက်သွားလဲခေါင်းမရှိဘူးဟုတ်ဆိုဒီကောင်လေးခေါင်းနဲ့ရှိရဗျဘိုးချုံမှုကြီး9ရက်ရှိပြီးပြောက်သွားတယ်မင်း9ရက်တယ်သူတို့တိကျကြီးတယ်9ရက်ရှိသွားပြီတဲ့ဟုတ်ဆိုမန္တလေးနန်းတွင်းမှာသူတို့ short တုန်းနဲ့ပြစ်လိုက်ပြီးကြတဲ့နောက်ကလေးကဘိုးချုံမှုကြီးကိုမတွေ့ရတာ9ရက်ရှိသွားပြီကျွန်တော်စဉ်းစားနေဆိုတော့9ရက်ရှိပြီလို့ရေးကြတယ်ဗျရေးတော့ကျွန်တော်လည်းပြုံးစီစီပဲနေပါတယ်တော့ဆိုကျွန်တော်ခဏပြောတယ်ကျွန်တော်ပွင့်လင်းထပ်ပြောပါမယ်သူ့ရဲ့ဟိုရခိုင်စစ်ဘက်လက်ထောက်အရာရှိကြီးကိုကျွန်တော်ကနေရာတစ်ခုမှာတေချာတွေ့တယ်ဟိုတယ်ကြီးတစ်ခုမှာတေချာတွေ့တယ်တွေ့တော့ကျွန်တော်နှုတ်ဆက်လိုက်တယ်အဲဆိုအေးဆေးလာပြီးတော့သူကကိစ္စရှိလို့ထင်ပါတယ်လာတယ်အဲ့တော့အဲ့ဒီအချိန်မှာဟိုမှာအဲ့လိုတွေ့တဲ့အချိန်ကဟိုဘက်ကတင်းစားထွက်တဲ့အချိန်မှာဒီမှာသူကဒီမှာကျွန်တော်တွေ့တဲ့နေရာမှာရှိနေတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဒီကောင်ပေါက်ကရေးဆိုတိတိကြီးနဲ့ကျွန်တော်မှာဩဒုက္ခမဟုတ်ပါဘူးဘလို့ပြောမှကိုမသိဘူးမဟုတ်ပါဘူးဆိုတာဘလို့ပြောမြင်အဲ့တော့ခုဒါပေမဲ့ဒီကောင်က9ရက်ရှိပြီမတွေ့လို့တဲ့9ရက်ရှိပြီတဲ့ဘိုးစုံကြီးဘယ်ပွဲလမ်းမှမတက်ဘယ်ခန်းသားမှမတက်ဘာမှမတွေ့ဘဲနဲ့ပျောက်နေတယ်ပေါ့ဗျာဘိုးစုံကြီးမပျောက်ပါဘူးဆောင်းရသည်ဆိုတော့တူပေါ့ဆောင်းရသည်ဆိုတော့သူအေးလို့ခဏနားနေတာပါခဏနားတယ်ခင်ဗျာစဉ်းစားကြည့်လိဗျာသူလည်းတောက်လျှောက်လုံးသူသွားတာခင်ဗျာစဉ်းစားကြည့်တယ်ဘလောက်တောင်ပင်မမလဲသက်80ရှိပြီလူတယောက်ခင်ဗျာသွားနေလာနေတဲ့တောက်လျှောက်တောက်ချဆိုင်သွားနေတာခင်ဗျာစဉ်းစားကြည့်နော်သူမနေသွားတာအဲ့တော့သူလည်းပင်မတော့ခဏနားရင်နားမပေါ့ဗျာခင်ဗျာပင်မတော့ခဏနားရင်နားမပေါ့နောက်တစ်ခုကအခုခင်ဗျာမတွေ့ရဘူးဆိုဘိုးစုံကြီးကိုမကြခင်တွေ့ရလိမ့်မယ်စိတ်မကြခင်မပူးနဲ့စိတ်မပူးနဲ့ခဏနေဟိုထွက်လာအောင်ဟိုမြင်အောင်အဲ့ကြရဲ့တခါပထွေးကိုလွမ်းနေတဲ့ကောင်လေးဖေးလွမ်းနေတဲ့ကောင်လေးအဲ့ကြရင်ဘာပြောမှလည်းမသိဘူးဘာပြောမှမသိဘူးအခုတော့ဖေးကိုလွမ်းတယ်လို့ဆွေးတယ်လို့ဖြစ်လာလားမတွေ့ရ9ရက်လောက်ကြာတော့ဖေးကိုလွမ်းတယ်လို့ဆွေးတယ်လို့ဖြစ်နေကြလားမသိဘူးမတာလောဆောင်တဲ့တို့အုပ်စုတွေဖေးကိုတော့လွမ်းနေကြရထင်တယ်ကြည့်ရတာနော်အဲ့လိုတော့တွေ့တယ်တခါကျရင်လည်းပြုံးစီစီပဲကျွန်တော်မှပြောရတယ်လို့ဖြစ်နေတယ်နော်နောက်တစ်ခုကအခုဒီဘက်ကဗိုလ်ချုပ်မှုကြီးကိုတွေ့ဖို့လာတဲ့လူတယောက်ရှိတယ်ရုရှားကတန်တမန်အကြီးအကဲတယောက်ရောက်လာတယ်တကယ်ထိတိုင်းပုံကိုတယောက်မြန်မာပြည်ရောက်နေပါတယ်အခြားမဟုတ်ရုရှားကအတွင်းမှုလို့လည်းပြောလို့ရတယ်ပေါ့ဗျာရုရှားရဲ့ဘယ်လိုခေါ်မလဲရုရှားအစိုးရရဲ့အတွင်းမှုလို့ပြောလို့ရတာပေါ့နော်ဒါဘာလဲဆိုတော့ရုရှားနိုင်ငံရဲ့လုံခြုံရေးကောင်စီရဲ့အတွင်းမှုစာဂီရှိုဂူပေါ့နော်သူအခုမြန်မာနိုင်ငံကိုရောက်နေပါပြီစာဂီရှိုဂူမလီနာမည်စာဂီရှိုဂူအဲ့ပုဂ္ဂိုလ်ကမြန်မာပြည်ကိုမလာခင်မှာတရုတ်ပြည်ကိုသွားတယ်တရုတ်ပြည်ကိုဝင်ပြီးတော့တရုတ်နိုင်ငံရဲ့ဒီဟိုပါပေါ့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တယ်ဒီဘိုးအမြင့်တဲ့ကော်မတီဝင်ဖြစ်တဲ့ဝမ်ကြီးနိုင်ငံခြားရေးဝန်ကြီးဝမ်ကြီးကိုဖေဖော်ဝါရီ1ရက်နေ့ကပေကျင်းမှာသူတို့တွေ့ခဲ့ကြတယ်ပေကျင်းမှာတွေ့ပြီးတော့နှစ်နိုင်ငံတန်တမဆက်ဆံရေးပူးခိုင်အောင်တိဆောက်တယ်တခြားနိုင်ငံတွေကပြောချင်တာပြောလုပ်ချင်တာလို့ဂရုမစိုက်ဘူးသူတို့နှစ်နိုင်ငံဘလို့ပူးပေါင်းဆောင်ပြီးတော့ဘလို့မျိုးကဘာကိုဘာဖြစ်လို့လဲဆိုတော့သူတို့ဆွေးနွေးကြတယ်ပေါ့ဗျာဒါတွေကတော့နှစ်နိုင်ငံကိုပြန်လည်ဆောက်ရှောက်ကောက်ွယ်မယ်နိုင်ငံကိုပြန်ပြီးတော့ဟိုထိန်းချောင်းပဲ့ပြင်ပူပြီးကောင်းတဲ့ဟာကိုသွားဖို့တခြားနိုင်ငံတွေဟာတွေပေါ့ဒါကိုသူဦးစားပြီးတွေ့ပြောဆိုကြတယ်အဲ့တော့အဲ့လိုပြောပြီးတော့စာဂေရှိုဂူပေါ့နော်အဲ့ပုဂ္ဂိုလ်ကတရုတ်ဝမ်ကြီးနဲ့တရုတ်နိုင်ငံသားကြီးဝမ်ကြီးနဲ့တွေ့ပြီးတဲ့နောက်မြန်မာပြည်ကိုရောက်လာပြီအခုရောက်လာပြီနော်ရောက်လာတော့မြန်မာပြည်ကသက်ဆိုင်တာဝန်ရှိသူတွေလေးစိတ်မှာသွားကြိုတယ်လေးစိတ်နေပြလေးစိတ်မှာသွားကြိုတယ်ကြိုပြီးတော့အခုပြီးလည်းပြီးတော့ဒီနေ့ဆိုရင်ဒါဗိုလ်ကြီးတအောင်ဆန်းနေတောင်sorry ဦးတအောင်ဆန်းမဝန်ကြီးဦးတအောင်ဆန်းနေတောင်တွေ့ပြီးသွားပြီတွေ့ပြီးတော့ဒါမကြခင်ထုတ်ပြန်ပြီးရင်တော့ကျွန်တော်ထင်တယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ထင်တယ်ဗိုလ်ချုပ်ကြီးနဲ့ဆက်တွေ့ရဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ရုရှားနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းမှုအဆင့်ဖြစ်တော့ဗိုလ်ချုပ်ကြီးကလက်ခံတရားတွေ့ဆုံပြီးတော့ရုရှားနဲ့မြန်မာကြားမှာနိုင်ငံတချို့ကိစ္စတွေဆွေးနွေးကြလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်အဲ့တော့ဘာပဲပြောဒီရက်ပိုင်းမှာဗိုလ်ချုပ်ကြီးကပြန်မြင်ရပါလိမ့်မယ်နော်ဟိုဖေးလွှမ်းနေတဲ့တာလုံဆောင်တက်တို့ဟိုကောင်ဂျီပိုင်းတို့အုပ်စုတွေမင်းတို့ဖေးသိလွှမ်းနေသလားလို့အဲ့လိုမေးရတော့ဖြစ်နေဗိုလ်ချုပ်ကြီးလည်းကတော့ပေါ့နော်မင်းတို့ဖေးကိုသိလွှမ်းနေကြသလားဟိုမှာမပူနဲ့တွေ့ရပါလိမ့်မယ်လို့နော်တခါကြလေအဲ့လိုပဲကျွန်တော်ပြောမိချင်းတော့တယ်ပေါ့နော်ဒါတော့ဒီရုရှားမြန်မာနိုင်ငံထိပ်ပိုင်းကောင်းဆောင်တွေဘာကြီးစကားပြောကြအောင်မလဲဘယ်လိုအရေးကြီးတဲ့ကိစ္စတွေပေါ်လာတယ်လဲဟိုမှာလည်းတစ်ဖက်မှာလည်းအမေရိကန်နဲ့အီရန်တွေကလည်းမနေ့လားညလားမနေ့ဖန်လားတစ်ဖက်ကလားဂူလားတော်ကြလားဆိုတာဖြစ်နေတာဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကလည်းဒါတွေကကမ္ဘာရေးရာကိစ္စမှာအများကြီးစဉ်းစားပြင်ဆင်စင်ကျင်သုံးသပ်ကြအများကြီးရှိတယ်ပြီးတော့ဗိုလ်ချုပ်ကြီးဒီဘက်မှာသူအများကြီးသူ့ကိုသူခဏနားပြီးရက်ပိုင်းမှာနားပြီးတော့သူလာမဲ့အစိုးရအသစ်ပြင်ဆင်နေတော့သူပြင်နေရတယ်ရှိတယ်ဗျခင်ဗျားတို့မသိလို့လားကြိတ်ပြင်နေရတယ်သူလာမဲ့အစိုးရအသစ်ကဘယ်လိုပုံစံထွက်လာမလဲဘယ်လိုနဲ့ဟောဖြစ်မလဲဆိုတဲ့ဟာတွေသူကြိုတင်ပြီးတော့စဉ်းစားပြင်ဆင်နေရတယ်ရှိတယ်ဗျနော်လာမဲ့ဆိုရတဲ့သူဘယ်လိုကောင်တယ်ပေါ်လက်တွဲလုပ်မလဲဆိုတာသူပြင်ဆင်နေရတယ်ရှိတယ်ဒါကြောင့်မလို့သူလည်းအေးစစ်ခဏနားပြီးတော့ခီးရိုက်သွားတာခဏနားပွဲလဲသမီးတခဏနားပြီးတော့စိတ်အေးလေလေးခဏနေပြီးတော့သူပြင်ဆင်နေတဲ့ပုံပေါ်တယ်ပြီးမကြခင်မှာလဲဒါဟိုဘုဒ္ဓကြီးထွက်ပြပါလိမ့်မယ်ခင်ဗျားတို့သိမဖြစ်မနေပါ